မင်္ဂလာပါဒီနေ့လူစီကတော့ခီးထွက်ပြမယ်ဘလော်လေးကိုရိုက်မှာပေါ့နော်ခီးရဘယ်တော့လဲချောင်းစာတော့မှာပေါ့နော်โอเคပါဒီကဒီမှာပေါ့နော်ဒီလောက်လာလို့ရပါလို့ရတော့မယ်ဒီကောင်ချောင်းစာတော့ပါမယ်โอเคပေါ့နော်လူစီဗီဒီယိုလေးကိုဆုံးကြည့်ပြီးတော့ပြီးတော့ကပ်like တယ်လေပေးခဲ့ဖို့မေ့ပါနဲ့ရှင်ခေပါပေါ့နော်လူကြီး6တာသွားမယ်ပေါ့နော်ဟို6တာရောက်ရင်လည်း6တာရောက်ရင်လည်းအပေးပေးခဲ့ပါမယ်ခေပေါ့နော်လူစီဟိုပေါ့နော်လူစီအဲ့အရှင်းတာလေးနဲ့ဖြောပြပေးမယ်ပေါ့နော်ခေပေါ့နော်နောက်ကအတန်လေးတွေတစ်ချက်မြကြည့်ပြပါဦးနော်သူကတော့လူစီရဲ့ဟိုအားလေးပေါ့နော်သူချောင်းသာရောက်ရင်အချမ်းသာကန်ကြီးဟာတရှင်းသားလေးနဲ့ဆောင်ရအောင်လေလူစီကအခုမှလည်းလေးပေါ့ပြန်အောင်စကားလေးနဲ့အောင်ပြပါရဲ့โอเคလေးနဲ့တော့မှဆိုတော့လူစီကဒီလိုမျိုးဖြစ်တယ်လူရတော့လူစီတို့ဘောရပြီးတော့နိုင်တယ်ရှင်ဟုတ်ကဲ့နော်ဒီမှာစီလေးနံပါတ်ပြပါနော်စီတော့ချောင်းသာရတဲ့နံပါတ်တော့ပါရှင်ဘာလို့လဲဆိုတော့လူစီအတောင်ကြီးငယ်ပါမှလဲဆိုတယ်ပြီးဆိုတော့ဒီလုံးလေးနဲ့ဟောက်နေတယ်လို့ဒီစီတန်းချီရောက်ရင်ဟောပေါ့နော်တရှင်းလေးနဲ့ဖြောက်ပြလို့နော်တရှင်းလေးနဲ့ဖြောက်ပြပြီးရင်လူစီအတန်လေးပြန်လာတော့ပေါ့နော်ခေကတော့လူစီရဲ့အိတ်ကိုမစစ်နေပါတော့မန်ကျတော့အစိမ်းရောင်လေးပြပါတယ်မန်ကျတော့အနီရောင်ပြမှဖြစ်ဖို့များတယ်လူစီကအထက်မှာဘာမှမဝင်လာဘူးလေဟိုစားရပဲဆိုတော့အေးစေးပါပဲโอเคပါ Lucky X-Lay ဒီကပါပြီအဲ့လိုက Lucky ဘောနော် Lucky လည်းဖွင့်ဒီထိုင်ပါလူစီ Lucky ကတော့3ခုပါအဲ့ကိုလူစီကရတဲ့ဖဲဝင်ရကြတော့အထဲထဲမှာသူကကလစ်တွေတို့ဟောတွေပါပါနော်ဒီအိတ်လေးနဲ့ရဲဘေးကခရင်ရောင်ရဲ့အပန်းရောင်ရဲ့ပြန်ဆက်ထိုင်ဟာလေးကကြတော့စိုက်ပါပါနော်โอเคပါကွာဘောနော်သူကလိုက်ပို့ပဲပြောနေလို့စီရပါတယ်လို့ပြောလိုက်ရတယ်နော်လူစီရဲ့တဲ့ခိုင်းလို့ခေါ်လိုက်ပါမယ်လူစီကတော့လူစီရဲ့ကလေးတို့တမထားမလို့စီဝတ်တယ်ပါမယ်သူဒီနဲ့အိတ်တဲ့ခိုင်းနေမှာပေါ့နော်လူစီတို့တော့ပါမယ်ပေါ့နော်လူစီဆိုပေါ်ထက်ကိုတက်ရပါမယ်ဒီခေပါလမ်းလျှောက်နေရတာနည်းနည်းပြင်းလာပြီဆိုတော့တော့မလို့တော့ဒါနဲ့လူစီပေးရဟာလေးပတ်ပြန်လာပေါ့နော်စားဓလိကဘဲပြုတ်နေလို့ဖြစ်နေဒီမှာပေါ်လေးဒီနော်အောက်လေးရောက်လာတယ်အောက်လေးအောင်ပါစနေတယ်ဆုံးပါပဲဘာလို့မစစ်တော့အဲ့တော့လည်းမစစ်တော့ဘူးနော်ဒါလည်းဒီအပေါ်မှာစစ်ခဲ့ပြီလေမရပါဘူးဒီစီနားလာပါရှင်အခုချက်ပါတော့အခုဆက်ပြီးရပါဆိုဒါလေးကတော့လူစီနေအင်းလေးပေါ့နော်လူစီစောက်ထားတယ်လူစီနေမဲ့အင်းလေးပဲဖြစ်နေရှင်အောက်မှာလူစီပတ်ပြီးတော့ထွက်လာပါလို့အခုကတော့ဒီလိုတော့ပကောင်းလာတဲ့အဲအတကယ်ချင်းလေးလာရင်အခါမိုးလို့ပဲရှင်ကိုကတော့စီပေါ်တက်နေပါပေါ်တက်မှာရေကူးကန်လေးလည်းရှိရယ်ဒီအခန်းလေးလည်းရှိပါရှင်လူစီချင်းတဲ့လေးလည်းဖြောပေးပါတော့မယ်ဒီပါဟုတ်ကဲ့လူစီ
စီရဲ့တခြင်းတော်လေးတွေကိုနောက်ထပ်ပြကြပါဦးရှင်စီစပြီးတော့စဉ်းစားလက်ကြရအောင်ရှင်โอเคဝင်လို့စီတခြင်းလေးမဖို့နေတော့စလေးဖို့ရှိပါဘောနော်ရှေ့မှာအတန်လေးတော်တော်ဟိုပါရောက်ခဲ့ဖြစ်သွားပါတယ်အဲ့ဒါလေးတော့တိခတ်မကြည့်ပြပါရှင်တောင်းပါပါရှင်အခုစီတခြင်းလေးနဲ့ပြန်ပေါက်ပေးမှာပါရှင်
ဒီသင်းတန်လေးလည်းပြီးပြီဆိုတော့လက်စီတန်ပြလာပါပြီရှင်။နာလူစီကတော့ဒီခန်းလေးကိုပြထားပါရှင်။ခုနကသင်းတန်လေးနဲ့ဆိုတော့ရွှေလေးပြတ်တာပါနော်။အခုကတော့လူစီရေတော့ချိုးဖို့ပြင်နေတာပါရှင်။ Okay ပါ။လူစီတို့ဒီမှာပေါ့နော်။အခန်းနံပါတ်တွေလည်းစကြည့်ပါမယ်ရှင်။ အခုကလို့အတန်နဲ့တစ်ခေါက်ပြန်လာတာပဲရှင်ပြီးပြီဆိုတော့တစ်စီဟိုလေးပေါ့နော်လောက်မှာပါရှင်ဒီတော့ငါလည်းပေါ့နော်အခန်းလေးတွေပါပဲသူများငါးထားအခန်းလေးတွေပေါ့နော်โอเคပါခေါ်တော့လူစီအခန်းကိုလူစီပြန်ဘယ်မှာလဲဆိုတော့သိအောင်တော့ကြည့်ပါမယ်နံပါတ်3ကမသိလူစီနဲ့လည်းတော့3ပါပဲ ဒီလိုလေးပဲတွားချင်လို့ဆိုတော့နောက်စိတ်တော့မစိုးပါနဲ့ရှင်ဟုတ်ပါတယ်လို့ဆိုအခန်းဖြစ်ပုံများဒီလိုပုံကြည့်ရလို့ဒါပေမဲ့ဒီဘက်ကလူစီခံမို့ဒီဘက်ကမှလူစီခံမဟုတ်ပါနဲ့စိတ်ဒါဆိုရင်လူစီတို့တော့တယ်နံပါတ်1ပါနံပါတ်1မှာပဲရေကူးကန်လေးရှိတော့မှာပေါ့နော်အပေါ်မှာအစုံကိုကျမင်းပြပါမယ်ပေါ့နော်ဟာလေးလည်းစုံပြပါမယ်ဒီလိုလည်းချက်ကူးပြန်ရမယ်ပေါ့နော်အားကြောင့်မလို့လူစီအတန်လေးကိုညှိမိတော့မဆိုလို့လူစီက စာပြီးတော့တချင်တဲ့လက်ထော်တော့မှာရှင် I'll show her who really stands out. Ai chèo một phương đâu nhà